မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ်ဗီဒီယိုကတော့9ရက်သတ္တမိမြတ်အတွက်တပတ်တာကန်ဆာတာ hotline လေးကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့စီစဉ်စကားမှာကျွန်တော်ရဲ့စစ်ပိုင်းဗီဒီယိုနဲ့ဂမ်ဘီယာဘူတာ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာကျေးဇူးပြု၍စစ်ပိုင်းဗီဒီယိုနဲ့လက္ခဏာဂမ်ဘီယာဘူတာ channel လေးကို like and subscribe လေးလုပ်ပေးထားကြပါအောင်ခင်ဗျာဒီနေ့သတ္တမိမြတ်အတွက်ဒီတစ်ပတ်တာကန်ဆာတာအနေနဲ့ကတော့အလောက်ကိုင်းအိမ်တွင်းရေးအိမ်တော်ကြီးများနဲ့ပတ်သက်ပြီးအဆင်ပြေမှုတွေရရှိတတ်ပါတယ်အထက်လူကြီးများရဲ့ကုညီမဆမှုတွေကိုရရှိလိမ့်မယ်မိတ်ဆွေတွေအပေါင်းအသင်းတွေတိုးပွားလာခြင်းရှိပါတယ်ပညာရေးမှာတော့အကောင်းကြီးမဟုတ်ပါငွေဝင်ပါတော့လဲမမဲပဲဖြစ်နေတတ်ပါတယ်ကျမ်းမာရေးအနေနဲ့ကသွားပါဇက်သွေးတို့တတိထားတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်တပတ်တာလက်ပွင့်ရအရက်ကတော့အရှိမြောက်ရဖြစ်ပြီးတော့ရံပေါ်ရအရက်ကတော့တောင်ရဖြစ်ပါတယ်အရေးကြီးကိစ္စများဆောင်ရွက်ရန်ရှိပါကအရဟံဂုံတော်ကိုတက်စစ်ရွတ်သွားပါအစီပြေပါလိမ့်မယ်ကံကောင်းစဉ်ရရအနေနဲ့ကတော့ဇွန်၈နှစ်ကိုအင်္ဂါဖျားမှာပူဇော်ပြီးလိုရာစုကိုတောင်းနိုင်ပါတယ်တနင်္လာသားသမီးများအတွက်တပတ်တာကန်ဆာတာအနေနဲ့ကတော့ငွေကြောင့်စိတ်တော့ကရောက်ရကင်းလေးကြုံရမယ်ငွေအထွက်များနေတတ်ပါတယ်မိသားစုပညာရေးကိစ္စတွေကြောင့်ပင်ပန်းနေရတဲ့တပတ်တာဖြစ်ပါတယ်အခြေရေးမြစ်တာရေးမှာတော့ခွဲခွဲနေရတာလမ်းခွဲရတာတွေကြုံရတတ်ပါတယ်လုပ်ငန်းကိုင်ငန်းကိစ္စများစူးစမ်းသလောက်အဆင်ပြေမှုရရှိမည်အိမ်တော်ရေးအဆင်ပြေနေလိမ့်မယ်ကျမ်းမာရေးအနေနဲ့ကလည်းမျက်စိနာခြေထောက်နာစတာတွေဖြစ်ပေါ်တတ်ပါတယ်တပတ်တာလက်ပွင့်ရရက်ကတော့တောင်ရဖြစ်ပြီးရံပေါ်ရအရက်ကတော့အနောက်မြောက်ရက်ဖြစ်ပါတယ်ကံကောင်းစဉ်ရရအနေနဲ့ကတော့နေအိမ်ကဖျားမှာငကြော်ကက်လူပူဇော်ပြီးလူရာစုကိုတောင်းနိုင်ပါတယ်အင်္ဂါသားသမီးများအတွက်တပတ်တာကန်ဆာတာအနေနဲ့ကတော့စိတ်လေးချင်းစိတ်ဓုရဖြစ်ခြင်းတွေဖြစ်ရလိမ့်မယ်ဆုံးဖြတ်ချက်မပြတ်မသားခြင်းကြောင့်အခွင့်အရေးတွေလက်လက်ဆုံးရှုံးရတတ်ပါတယ်လုပ်ငန်းကိုင်ငန်းမှာလည်းဒီဘက်ထဲမှာအဆင်ပြေမှုများမယ်စိတ်မပါလက်မပါလောက်ကိုင်နေရတာတွေဖြစ်ပေါ်တတ်ပါတယ်ချစ်သူရည်စားများကြားမှာစိတ်ဆိုးစိတ်ကောက်နေရတွေဖြစ်တယ်ဂျားဝင်ဖြစ်ရှင်းမှာပြည်လည်မှုတွေရရှိတတ်တဲ့တပတ်တာဖြစ်ပါတယ်စက်ပစ္စည်းများကြောင့်တွေးထွက်တန်ယူဖြစ်တာကျမ်းမာရေးအနေနဲ့ကတော့အာယုံကြောဆိုင်ရာဝေဒနာများစက်ကြောတက်ခြင်းများဖြစ်တတ်ပါတယ်တပတ်တာလက်ပွင့်ရအရက်ကတော့အရှိတောင်ရက်ဖြစ်ပြီးတော့ရံပေါ်ရအရက်ကတော့အနောက်မြောက်ရက်ဖြစ်ပါတယ်ကံကောင်းစီရတရားအနေနဲ့ကနေငါဖျက်မှာတည်တည်တမျိုးမျိုးကက်လူပူဇော်ပြီးလူရစုကိုတောင်းနိုင်ပါတယ်ဗုဒ္ဓဥသားသမီးများအတွက်တပတ်တာကန်ဆာတာအနေနဲ့ကတော့ရွှေလက်ဝိယတနာအဝိအထည်ဝင်ခင်းနေရှိတဲ့ကြီးကဲသူများကကိုညီမဆလိမ့်မယ်အလောက်ကိုင်းများနဲ့ပတ်သက်ပြီးလုပ်ငန်းသစ်လုပ်ရခြင်းရှင်းရင်းတဲ့လုပ်ငန်းတွေကိုတွတ်ချက်ရခြင်းများကြုံရတတ်ပါတယ်စနေနံသစ်ပစ္စည်းများလက်ဆောင်ရတတ်တဲ့အိမ်အသုံးဆောင်ပစ္စည်းများဝင်ပါလိမ့်မယ်အိမ်တော်ရဲ့အခြေရေးအစဉ်ပြေပြီးခွဲခွာနေရတဲ့ချစ်သူများပြန်လဲစုံစည်းရပါလိမ့်မယ်။ကျမ်းမာရေးအနေနဲ့ကတော့ရေချိုးမှခြင်းအေးပတ်ခြင်းများဖြစ်တတ်ပါတယ်။လက်ပွင့်ရအရက်ကတော့တောင်ရက်ဖြစ်ပြီးတော့ရံပေါ်ရအရက်ကတော့အနောက်ရက်ဖြစ်ပါတယ်။ကံကောင်းစီရန်ရရအနေနဲ့ကတော့နေအိမ်ကဖျားမှာလက်ဖက်တုတ်ကလူပူဇော်ပြီးလူရစုကိုတောင်းနိုင်ပါတယ်။ကျောင်းသားရင်းသားသမီးများတဲ့တပတ်တာကန်ဆာတာအနေနဲ့ကတော့ငွေရေးကြေးကုန်ကြစိတ်များမယ်အစာပိုင်းဟာဟုတ်မလို့လို့နဲ့လုပ်ငန်းတွေကအနောက်ပိုင်းမှာတော့ဒီအလုပ်ကိုင်တွေကအဖျားရှူတာတွေကြုံရတတ်ပါတယ်ခရီးကိစ္စတွေအစင်မပြေဖြစ်တတ်တယ်ဒီတစ်ပတ်ထက်ခရီးသွားရမယ့်ကိစ္စများရှိပါကရှောင်ကျဉ်တဲ့အချိန်ဖြစ်ပါတယ်မိမိအာမနာလိုမုန်းထားသူတွေကြောက်ချခြင်းတွေခံရနိုင်တယ်ငွေကြေးပျောက်ဆုံးခြင်းဆုံးရှုံးခြင်းတွေဖြစ်တတ်တာကြောင့်ဒီတစ်ပတ်အတွင်းမှာတတိထားဆောင်ရွက်သင့်ပါတယ်ကျမ်းမာရေးအနေနဲ့ကတော့ခါနာဒူးနာနှလုံးရောဂါစတဲ့ဝေဒနာတွေဖြစ်ပေါ်တတ်ပါတယ်လက်ပွင့်ရအရက်ကတော့အနောက်ရက်ဖြစ်ပြီးတော့ရံပေါ်ရရက်ကတော့အရှိရဖြစ်ပါတယ်ကံကောင်းစီရရအနေနဲ့ကတော့ကံကော15ညကတ်လူပူဇော်ပြီးလူရစုကိုတောင်းနိုင်ပါတယ်ခင်ဗျာတောက်ကြသားသမီးများအတွက်ဒီတပတ်တာကန်ဆာတာအနေနဲ့ကခရီးသွားလာမှုကိစ္စတွေအစမပြေအနောက်ရှက်တွေပေါ်လိမ့်မယ်မြစ်တာရေးမှာဂျားလူပေါ့နော်တွေးခွဲမှုကြောင့်ချစ်သူနဲ့ဦးကွက်ကွာရနိုင်ကွက်ကရကိန်းတွေရှိပါတယ်အလောအကိုင်မှာလည်းဆုံးရှုံးနေတာမှုတွေအယောင်းဝယ်နေမှုတွေကြောင့်စိတ်တော့ကရောက်ရတတ်ပါတယ်ငွေချင်းကားသူများပေါ်လာတတ်ပါတယ်တကယ်လို့မိမိကငွေချင်းမယ်ဆိုရင်လည်းအဲ့ဒီငွေကဆုံးရှုံးနိုင်တဲ့တပတ်တာအခြေအနေဖြစ်ပါတယ်ပညာရေးမှာလည်းညံ့နေပေါ့နော်ကျမ်းမာရေးအနေနဲ့ကတော့ C1 တတိပြုပြီးတော့နေထိုင်တဲ့နဲ့လက်ပွင့်ရအရက်ကတော့မြောက်ရက်ဖြစ်ပြီးတော့ရံပေါ်ရအရက်အနေနဲ့ကတော့အရှိတောင်ရက်ဖြစ်ပါတယ်ကံကောင်းစဉ်ရရအနေနဲ့ကတော့
တင်းညွန်21ညွန်ကိုအိမ်ကဖျားမှာကတ်လူပူဇော်ပေးပြီးလူရစုကိုတောင်းနိုင်ပါတယ်စနေသားသမီးများတို့ဒီတပတ်တာကန်ဆာတာအနေနဲ့ကတော့စိတ်တိုင်းကြကိုယ်တိုင်းကြလုပ်ငန်းခွင်မှာဥဆောင်ရပါလိမ့်မယ်အထက်လူကြီးတွေရဲ့ကိုညီချင်းသဘောကြခြင်းနေခံယူရလိမ့်မယ်မိကောင်းဆွေကောင်းအပေါင်းအသင်းကောင်းတွေဒီတပတ်ထဲမှာရောက်ရှိလာတတ်ပါတယ်အိုးအိမ်အလောက်ကန်အစဉ်ပြေချေချမ်းသာမှုရလိမ့်မယ်ငွေဝင်ပါတော့လဲငွေနဲ့လက်နဲ့မကတ်ဖြစ်နေတတ်ပါတယ်အခြေရေးမှာတော့အသင့်တင်ပါကျမ်းမာရေးအနေနဲ့ကတော့ချောင်းဆူလေချောင်းနာဝမ်ဘတ်တတိပြုနေထိုင်တဲ့တပတ်တာအချိန်ကဖြစ်ပြီးတော့လက်ပွင့်ရအရက်ကတော့အနောက်တောင်ဖြစ်ပါတယ်ရန်ပေါ်ရအရက်ကတော့မြောက်ရက်ဖြစ်ပါတယ်ကံကောင်းစီရန်ရရီအနေနဲ့ကဒန်းဆယ်ညွန့်ကိုနေအင်္ဂါဖျားမှာကတ်လူပူဇော်ပြီးလူရစုကိုတောင်းနိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့စီစဉ်လေးဒီနေ့ဒီလောက်ပါခင်ဗျာနောက်စီစဉ်များဆက်လက်အားပေးနိုင်ရင်တော့ကျွန်တော်ရဲ့စစ်ပိုင်းဘေးနေတဲ့ကံမြောက်ပူဇော် channel လေးကို like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ